ဖိုးချစ်နဲ့သူဤချက်ဖာကြီးဖိုးရှိတုံးကရွာလေးတစ်ရွာမှာဖိုးချစ်ဆိုတဲ့ရိုးသားဖြူစင်တဲ့ကောင်လေးတစ်ယောက်ရှိတယ်ဖိုးချစ်မှာတငယ်ချင်းအရင်ကြီးတစ်ယောက်ရှိတာကတော့သူကိုယ်တိုင်ငယ်လေးကတည်းကကျွေးမွေးပြုစုလာတဲ့ရွှေအိုးလို့အမည်ပေးထားတဲ့ချက်ဖာကြီးလို့ဖြစ်ပါတယ်ရွှေအိုးဟာတခြားချက်တွေနဲ့မတူပဲအမောက်ကရဲနေပြီးအမီးကလည်းနက်မောင်ပြောင်လက်နေရပါအတန်ကလည်းအယမ်းတာရပြီးရွာတရွာလုံးမှာအစိုးဆုံးတွန်တက်တဲ့ချက်ရွှေကိုမင်းကအရန်လိမ်မာတာပဲမင်းရှိနေလို့ငါလဲကြောင်းတက်ချိန်မှန်နေတာချစ်ဟာကြောင်းသွားရင်လေရွှေဦးကခြံဝအထိလိုက်ပို့တက်ပြီးကြောင်းကပြန်လာရင်လေတောင်ပန်ခတ်ပြီးစီးကျူတက်ပါတယ်ရွှေအိုရေငါပြန်လာရင်ကောက်ရိုးပုံနားမှာကစားကြမယ်နော်တတငါသွားပြီတနေ့မှာတော့ရွာထဲကိုကြက်ဝဲတဲ့ကုန်းတဲ့တယောက်ရောက်လာပါတယ်ဟာဒီကြက်ဖကြီးကငါတွေ့ဘူးသမျှတွေထဲမှာအလှဆုံးအမိုက်ဆုံးပဲမြို့မှာပြန်ရောက်လိုက်ရင်ရှေးကောင်းရမှာပဲမင်းကဒီကြက်ပိုင်ရှင်လားဟုတ်ပါတယ်ကျွန်တော်ကဒီကြက်ရဲ့ပိုင်ရှင်ပါမင်းကြက်ဖကြီးကလှလို့ငါ့ကိုပြန်ရောက်ပါလားကျွန်တော်ကြက်ဖကြီးကရောင်းဖို့မဟုတ်ပါဘူးလေရောင်းတဲ့ကြက်မဟုတ်ဘူးပေါ့ဟုတ်ပါတယ်ကျွန်တော်နဲ့ရွှေဦးကညီကိုလိုတငယ်ချင်းလိုဖြစ်နေတာပါဒါကြောင့်မရောင်းတာပါကြက်မရောင်းနိုင်ကြောင်းဖိုးချစ်ကရင်ကြီးညှင်းဆိုခဲ့ပြီးနောက်ကြက်ကုံတဲ့ကြီးလဲဖိုးချစ်နဲ့ရွာသူရွာသားတွေကိုနှုတ်ဆက်ပြီးတခြားရွာသူကြက်ဝဲထွက်သွားတဲ့ကွယ်ညမှာတော့ရွာထဲမှာအားလုံးနှစ်ချိုက်အိပ်ပျော်နေကြတဲ့အချိန်မှာဖိုးချစ်တို့အိမ်သားကကောက်ရိုးပုံမှာမီးစတင်လောင်ပါလေရောအားလုံးကအိပ်ပျော်နေတော့ဘယ်သူမှမသိကြဘူးပေါ့အဲ့ဒီအချိန်မှာပဲအကဲခတ်မြန်တဲ့ရွှေဦးဟာပုံမှန်တွန်းချိန်မဟုတ်ပဲအားအင်ပြေးနဲ့တောင်ပန်တစ်ဖြက်ခတ်ပြီးအကျယ်ကြီးအဆက်မပြတ်တွန်းပါတော့တဲ့ကွယ်ရွာသားတို့ရေကောက်ရိုးပုံမီးလောင်နေတယ်ရေလောင်းကြပါမီးငိမ့်ကြပါတော်သေးတာပေါ့ရွှေကိုအတန်ပေးလို့နှုတ်မို့ဆိုမလွဲတရွာလုံးမီးတဲပါတော့မလို့ရွှေအိုကျေးဇူးကြောင့်ငါတို့ရွာလေးဘာမှမဖြစ်တာရွှေအိုကတော်လိုက်တာကွာသူသာမရှိရင်ငါတို့တော့မတွေးရဲစရာပဲဟုတ်တယ်ရွှေအိုတော်တယ်ရွှေအိုလေးအတိမြန်ပေးလို့ရွှေအိုလေးစားဖို့ငါတို့ယူလာတယ်ရွှေအိုလေးနဲ့ဖိုးချစ်စားဖို့ငါတို့စပားတွေအသီးနှံတွေယူလာတာနော်ကျေးဇူးပြန်တင်ပါတယ်ခင်ဗျာဒီလိုနဲ့ဖိုးချစ်နဲ့ရွှေဦးဟာတစ်သက်လုံးပျော်ပျော်ပါးပါးဆော့ကစားရင်းနဲ့ရွာလေးထဲမှာရွာသူရွာသားတွေနဲ့အတူပျော်ပျော်ရွှင်နေသွားကြပါတယ်